ရန်ကုန်နဲ့မန္တလေးမှာငလျင်တန်းလဲခံနိုင်ရမယ်လူကြီးမင်းတို့ရဲ့အဖိုးတန်မြေပေါ်မှာလည်းကမ်ဖရိုက်တာနဲ့အိမ်ရှင်အကျိုးတူတိဆောက်မဲ့ project တွေကွန်ဒိုမီနီယံကြီးတွေတိဆောက်ဖို့မြေကွက်တွေရှာနေပါတယ်မိန်းလမ်းမှာအတွင်းမိန်းလမ်းမှာလမ်းမအခြေဒီပေါ်မှာတိဆောက်မှာဖြစ်ပါတယ်ရန်ကုန်မန္တလေးဖြစ်တဲ့အတွက်ကြောင့်ငလျင်တန်းကိုလည်းခံနိုင်ရမယ်ဖောင်ဒေးရှင်းကိုလည်းအခိုင်အမာချနိုင်ရမယ်ပြင်းပြင်းဝဝတိဆောက်ပေးမယ်ခိုင်မာမှုအရေးအသွေး quality ကောင်းတဲ့ကမ်ဖရိုက်တာများနဲ့ဒါချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်လူကြီးမင်းတို့ရဲ့ငွေကြေးဇိုးကြီးများကုန်ကြခံစရာမလိုဘဲနဲ့ကိုလိုတိုက်ပိုင်ရှိတွေကိုယ့်ရဲ့အဖိုးတန်လှတဲ့မြေပေါ်မှာကွန်ဒိုကြီးတွေကိုမကြမီမှာဖွင့်ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဘက်မှာလည်းရှင်းနေရှိတယ်လူကြီးမင်းတို့ဘက်ကနေပြီးတော့အိမ်ရှင်တွေဘက်ကနေပြီးတော့ရက်တီပြီးတော့ဆောင်ရွက်ပေးမယ်ကျွန်တော်တို့ရဲ့အတူအလုပ်တွဲလုပ်တဲ့ရှင်းနေရှိတဲ့အကြောင်းလူကြီးမင်းတို့ရဲ့အာမခံမှုအပြည့်အဝရမှာဖြစ်ပါတယ်အဲ့တော့ကြောင့်လူကြီးမင်းတို့အနေနဲ့မြေခွက်တွေရှိတယ်စိတ်ဝင်စားတယ်အသေးစိတ်စုံစမ်းသိရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09468429ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်တော့ဥယျာဉ်မှုကျိုးဆောင်